တွေးနေတဲ့အချိန်မှာသူထေးကတော့ဟာအတွေးတွေနဲ့ဝေခွဲမရဖြစ်နေပါတယ်။ချောင်းစီချီကတွေးမျိုးစားကိုဒါပေမဲ့ညံအန်ကတော့ငါနဲ့တူတူရှားပါတွေးမျိုးစားဖြစ်နေတယ်။ဒါတိုက်ဆိုင်မှုတော့မဟုတ်နိုင်ဘူးလို့သူတန်တရားဝင်လာပါတယ်။အရင်ကသူရထားတဲ့ DNA စီရင်ခန်းစာဟာတယောက်ယောက်ကအတုလုပ်ပြီးလှည့်စားထားတာမှန်သူရိပ်မိသွားပါပြီ။သူထေးကတော့ဟာတွေးသွင်းပြီးတာနဲ့သူ့ရဲ့ယုံကြည်ရတဲ့လက်ထောက်လောင်ကျွမ်းကိုခေါ်ပြီးအဲ့ဒီ DNA စီရင်ခန်းစာကိစ္စကိုတေးသေးချာချာစုံစမ်းဆန်းဘသူကငါသမီးရင်းကိုငါလက်နဲ့ကိုယ်တိုင်တွန်းထုတ်ပစ်ဖို့ကြံစီနေတာလဲဆိုတာငါသိချင်တယ်လို့ဒေါသတကြီးအမိန့်ပေးပါတယ်။ဒါအပြင်ကယုံကြည်ရတဲ့ဆရာဝန်တယောက်ကိုခေါ်ပြီး DNA ပြန်စစ်ဖို့လဲစီစဉ်လိုက်ပါတယ်။ခဏအကြာမှာတော့ညံတတိယလာပါတယ်သူထေးကတော့ဟာညံအန်ရဲ့လက်ကိုကင်ပြီးအတော်တောင်းပန်ပါတယ်မင်းကိုတန်တရားဝင်ခဲ့မိတာအတော်မားပါလို့မျက်ရည်တွေဝဲပြီးပြောရှာပါတယ်ညံအန်ကတော့စိတ်မကောင်းမဖြစ်ဖို့နဲ့သူဘာမှမဖြစ်ပါဘူးလို့ပြန်လည်နှစ်သိမ့်ပေးပါတယ်ဒါပေမဲ့ဇလန်းကဒီမှာတင်မပြီးသေးပါဘူးဆရာဝန်ရောက်လာပြီးညံအန်ရဲ့ဥနောက်တက်မှန်ကိုကြည့်ကာဒီကလေးရဲ့ဥနောက်ထဲမှာအရင်ကတည်းကရထားတဲ့ဟောင်းနှွမ်းနေတဲ့ဒဏ်ရာအကြီးစားတစ်ခုရှိနေတယ်လို့ပြောလိုက်တဲ့အခါသူထေးကတော့ဟာပိုပြီးထိတ်လန့်သွားရပါတယ်ညံအန်ရဲ့ဥနောက်ထဲမှာဟောင်းနှွမ်းနေတဲ့သွေးခဲတစ်ခုရှိနေခဲ့ပြီးအဲ့ဒီသွေးခဲကအာယုံကြောတွေကိုဖိထားတာကြောင့်သူဟာတခြားသူတွေထက်တုံ့ပြန်မှုနေခွေးပြီးညံရီပိုင်းမှာအားနည်းနေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့မထင်မှတ်ပဲရွာမာတုံးနဲ့ရိုက်ခံလိုက်ရတဲ့ဒဏ်ချက်ကအဲ့ဒီသွေးခဲကိုပြစ်ပြဲသွားစေခဲ့ပါတယ်ဒါဟာဘေးဖြစ်ရာကနေအကျိုးဖြစ်ထွန်းစေခဲ့တာလို့ဆရာဝန်ကဆိုပါတယ်အနာဂတ်မှာစေကူတာမှုနဲ့လေ့ကျင့်ခန်းတွေတေချာလုပ်ရင်ညံအန်ဟာတာမန်လူတယောက်လိုညံရီပြန်ကောင်းလာနိုင်တယ်လို့သိရတဲ့အခါသူထေးကတော့ဟာဝမ်းသာမျက်ရည်ကျရပါတယ်သူထေးကတော့ဟာညံအန်ကိုဖတ်ထားပြီးအတော့အိမ်ကိုလိုက်ခဲ့ပါမင်းကိုအိမ်ဖော်ဒါမှမဟုတ်သူစိမ့်တယောက်လိုမဟုတ်ပဲသမီးရင်တယောက်လိုစောင့်ရှောက်ပါရစေလို့ကမ်းလှမ်းလိုက်ပါတယ်ညံအန်ကလည်းမျက်ရည်တွေနဲ့သဘောတူခဲ့ပါတယ်ညံအန်ဆေးရုံကစင်းတဲ့နေ့မှာတော့သူထေးကတော့ကသူ့ကိုကြီးကျယ်ခမ်းနားတဲ့ဗီလာကြီးစီခေါ်ဆောင်သွားပါတယ်ညံအန်အတွက်အလင်းရောင်အကောင်းဆုံးရတဲ့အခန်းကိုပြင်ဆင်ပေးထားပြီးအရင်ကအခန်းကမှောင်ပြီးမှုန့်နဲ့တွေနန်းတဲ့အခုခါမှာတော့အရန်လင်းတာပဲလို့ညံအန်ကပြောရဲ့အခါသူထေးကတော့ဟာစိတ်မကောင်းဖြစ်သွားရပါတယ်သူထေးကတော့ဟာညံအန်ကိုအာဟာရပြည့်ဝအောင်ကျွေးမွေးဖို့နဲ့ကျန်းမာရေးပြန်ကောင်းလာအောင်အထူးပြုစိုက်ဖို့အိမ်စီတွေကိုညွှန်ကြားထားပါတယ်အချိန်နဲ့ငယ်ကြာလာတဲ့ခါမှာတော့ညံရဲ့ညံရီဟာအန်သားစရာကောင်းလောက်အောင်တိုးတက်လာပါတယ်သူဟာစာတွေကိုအလို့ရလွယ်ပြီးတင်ယူနိုင်စွမ်းမြန်ဆန်လုံးတာကြောင့်တင် जा ပေးတဲ့ဆရာကြီးကတော့ချီးကျူးရပါတယ်သူထေးကတော့ကညံစာဖတ်နေတဲ့ပုံစံကိုကြည့်ပြီးသူအာယုံဆိုင်နေုံကငါငယ်ငယ်တုန်းကနဲ့တပုံစံနဲ့ပဲမျက်မှောင်ကျုပ်ပုံလေးထိတူညီနေတာလို့ပြောလိုက်တဲ့အခါဆရာကြီးကလည်းတိုက်ဆိုင်မှုလို့ပြောလို့မရအောင်မျိုးရိုးပြီးဇက်ကဖုံးကွယ်ထားလို့မရဘူးလို့ထောက်ခံလိုက်ပါတယ်ဒါပေမဲ့ဒီအခြေအနေကိုမနာလိုဖြစ်နေတဲ့ချောင်းစီချီဟာအိမ်ထဲကိုဒေါသတကြီးဝင်လာပြီးမေမေယူသွားပြီလားအဲ့ဒီတောင်းစားတဲ့မိန်းကလေးကိုဘာလို့အိမ်ထဲပြန်ခေါ်ထားတာလဲသူမေမေစီကလဲဆွဲခိုးတာကိုမေ့သွားပြီလားလို့အော်ဟစ်နှိမ်ချပါတယ်သူထေးကတော့တည်ငြိမ်စွာနဲ့ညံအန်ဟာဒီနေ့ကစပြီးချောင်းမီသားစုဝင်တယောက်ဖြစ်သွားပြီးဘယ်သူမှသူ့ကိုအနိုင်ကျင့်ခွင့်မရှိဘူးလို့ပြက်ပြက်သားသားပြောလိုက်ပါတယ်စီချီကဆက်လက်ရန်လုံနေအောင်ပါပဲသူထေးကတော့စကားတစ်ခုနဲ့ဟန်တားလိုက်ပါတယ်စီချီမင်းတကယ်တချို့မှုတွေကိုဖုံးကွယ်ထားနိုင်မယ်ထင်နေတာလားငါအိတ်ခမ်းထဲကစောင့်ကြည့်ခင်များပြန်ကောင်းသွားပြီးအဲ့ဒီလေဆွဲကိုဘယ်သူဝင်ယူသွားလဲဆိုတာငါအကုန်မြင်လိုက်ရပြီလို့ပြောလိုက်တဲ့အခါစီချီဟာမျက်နှာပြက်သွားပြီးစွန့်သွားရပါတယ်သူ့ရဲ့ယုံကြည်ရတဲ့လက်ထောက်လောင်ကျွမ်းဟာအရေးကြီးတဲ့စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကိုလာရောက်တင်ပြပါတယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလုပ်ခဲ့တဲ့ DNA စစ်ဆေးမှုဟာတကယ်ပဲလက်စုပ်လက်ကင်ပြနိုင်တဲ့အထောက်အထားတွေနဲ့အတုလုပ်ခံခဲ့ရတာဖြစ်ပါတယ်စစ်ဆေးရေးဌာနကတူနာပြုတယောက်ဟာအစီရင်ခံစာကိုမထုတ်ပြန်ခင်မှာတိတ်တဆိတ်ပြောင်းလဲခဲ့ပြီးအဲ့ဒီတူနာပြုရဲ့ဘဏ်ကောင့်ထဲကိုလည်းပမာဏများပြားတဲ့ငွေလွှဲမှုတစ်ခုရောက်ရှိခဲ့ပါတယ်အဲ့ဒီငွေတွေကိုလွှဲခဲ့သူကတော့ဒုတိယကတော့ကျိုးကွေလန်ပဲဖြစ်ပါတယ်သူထေးကတော့ဟာအန်ဂျိတ်ပြီးတကယ်ပဲကျိုးကွေလန်လက်ချက်ပဲသူ့သမီးရင်းချောင်းစီချီကိုချောင်းမီသားစုရဲ့အမွေဆက်ခံသူဖြစ်လာစေဖို့ငါသမီးရင်းကိုမောင်းထုတ်ခဲ့တာပဲလို့ဒေါသတကြီးပြောလိုက်ပါတယ်အခုခါမှာတော့သူထေးကတော့ဟာပုံမတေချာစေဖို့အတွက်နိုင်ငံခြားကအာဏာပိုင်ဖွဲ့စည်းတစ်ခုစီကို DNA နမူနာတွေထပ်မံပေးပို့ထားပြီးအဲ့ဒီအစီရင်ခံစာထွက်လာတာနဲ့အမှန်တရားကိုလူများရှေ့မှာဖွင့်ချဖို့ဆုံးဖြတ်လိုက်ပါတယ်ချောင်းမီသားစုရဲ့အဖိုးဖြစ်သူ90ပြည့်မွေးနေ့ပွဲမှာအကျွေးဟောင်းတွေအားလုံးကိုတခါတည်းရှင်းပြမယ်လို့သူကတိပြုလိုက်ပါတယ်ရက်နှဲငယ်ကြတဲ့အခါမှာတော့ချောင်းမီသားစုရဲ့အကြီးကဲအဖိုးဖြစ်သူရဲ့90ပြည့်မွေးနေ့ခမ်းနားကိုခမ်းနားထဲဝါစွာကျင်းပပါတယ်အဲ့ဒီတော်တွေစုံနေချိန်မှာသူထေးကတော့ဟာအလွန်လှပါပြီးကြော့ရှင်းတဲ့ဝတ်စုံနဲ့ညံအန်ကိုလက်တွဲပြီးဝင်လာပါတယ်ညံအန်ရဲ့တည်ငြိမ်ပြီးမြင့်မြတ်တဲ့ပုံစံကြောင့်အဲ့ဒီတွေကဒီမိန်းကလေးကဘသူလဲရုပ်ရည်ကလည်းလှတယ်လို့ကိုကြီးကိုသွေးကလည်းမစိုးဘူးလို့တီတိုချီကျူးကြပါတယ်ဒါကိုမြင်လိုက်ရတဲ့စီချီဟာဒေါသတွေပောက်ကွဲပြီးရှမ်းညံအန်နင်ကဘာလို့ဒီကိုရောက်နေတာလဲလို့အော်ဟစ်လိုက်ပါတယ်သူထေးကတော့စီချီကိုလူကြီးသူမတွေရှေ့မှာယဉ်ကျေးမှုမရှိကြောင်းစူပူလိုက်တဲ့အခါစီချီကပိုပြီးရန်တွေ့ပါတယ်မေမေယူနေပြီလားဒီတောင်းစားတဲ့မိန်းကလေးကိုဒီလိုပွဲမျိုးကိုခေါ်လာရသလားသူကဒီအိမ်ထဲကိုခြေလန်းတလန်းတောင်ဝင်ဖို့မထိုက်တန်ဘူးလို့ပြောပြီးစားပွဲပေါ်ကတစ်တီးပန်းကိုညံအန်ရဲ့ရှေ့မှာရိုက်ခွဲပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာအဖိုးဖြစ်သူရောက်လာပြီးစီချီမင်းပါတွေယူကြောင်ကြောင်လုံနေတာလဲဒီမှာပြဿနာမရှာနဲ့လို့ဟန်တားလိုက်ပါတယ်စီချီဟာချက်ချင်းပဲအဖိုးဖြစ်သူရဲ့ခြေထောက်ကိုဖတ်ပြီးမိုးယိုကအဖိုးသမီးကိုကူညီပါဦးမေကဒီသူစိမ့်မင်းကလေးကိုကာကွယ်ပြီးသမီးကိုအမြဲနှိပ်စက်နေတာလို့မဟုတ်မမှန်တွေလိန်ညာတိုင်းတော့ပါတယ်အဖိုးဖြစ်သူကသူထေးကတော့ကိုအကျိုးကြောင့်မင်းမြန်းတဲ့အခါသူထေးကတော့ညံအန်ဟာကျမရဲ့အသက်သခင်ပါသူ့ရဲ့စိတ်ထားကလည်းအယမ်းဖြူစင်ပါတယ်လို့တည်ငြိမ်စွာရှင်းပြပါတယ်ညံအန်ဟာလည်းအဖိုးဖြစ်သူကိုရိုသေးသေးနှုတ်ဆက်ပြီးသူကိုယ်တိုင်လက်ဆောင်ဖြစ်ပြုလုပ်ထားတဲ့တစ်သားတစ်တာလေးကိုကမ်းပေးပါတယ်စီချီကတော့ဒါကဘာလဲတခြားလူတွေကရှေးဟောင်းပစ္စည်းတွေတန်မိုးကြီးနာရီတွေပေးနေတာကိုနင်ကအမိုက်တရိုက်လိုတစ်သားတစ်တာအစုပ်ကြီးပေးတာလားမရှက်တတ်ဘူးလားလို့လောင်ပြောင်လိုက်ပါတယ်အဖိုးဖြစ်သူဟာညံအန်ကမ်းပေးတဲ့တစ်သားတစ်တာလေးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့တခွန်းမှစကားမပြောနိုင်ပဲစွန့်သွားရပါတယ်အဲ့ဒီထဲမှာရှိနေတာကတော့အလွန်လက်ရမြောက်လာတဲ့တစ်ပင်လေးတွေနဲ့တောတောင်လှကိုပုံဖော်ထားတဲ့တစ်သားပန်းပူလက်ရလေးတစ်ခုပဲဖြစ်ပါတယ်အဖိုးဖြစ်သူကတုံရီနေတဲ့လက်တွေနဲ့အဲ့ဒီပန်းပူလေးကိုကန်ကြည့်ပြီးဒါကိုမင်းကိုယ်တိုင်ထွင်းထားရလားလို့မယုံနိုင်တယ်လို့မေးလိုက်ပါတယ်ညံအန်ကဟုတ်ကဲ့ပါအဖိုးသမီးငယ်ငယ်ကလေးကတော့မှနေရင်စိတ်ညစ်တဲ့အခါဒါမှမဟုတ်စိတ်ရှုပ်တဲ့အခါမျိုးမှာတစ်သားတုံးလေးတွေကိုကောက်ပြီးထွင်းရတာဝါသနာပါခဲ့လို့ပါလို့နှိမ့်ချစွာပြန်ပြောပါတယ်ဒါပေမဲ့အဖိုးဖြစ်သူကတော့မျက်ရည်တွေဝဲလာပြီးသူ့ရဲ့စိတ်ထဲမှာဒီလိုထူးခြားတဲ့လိုင်းတွေဒီလိုနှီးကုန်းကျုပ်တဲ့ဓာတ်ချက်တွေကငါရဲ့ကွယ်လွန်သွားတဲ့သားကြီးရဲ့အသက်ထက်ဆုံးဂုံယူခဲ့ရတဲ့လက်ရမျိုးပဲဒါတကယ်ပဲတွေးသားတော်ဆက်မှုကြောင့်လားလို့တွေးနေမိပါတယ်
ပွဲတက်ဧည့်သည်တွေကလည်းဒီလက်ရာကတော့တကယ်ကိုအမခမ်းပဲကွယ်လွန်သွားတဲ့ချောင်းမိသားစုရဲ့တားကြီးရဲ့လက်ရာနဲ့တပုံစံနဲ့ပဲလို့တအံ့တချီးကျူးကြပါတယ်ဒါကိုမြင်ရတဲ့စီချီကတော့ဒေါသမီတွေတောက်လောင်ပြီးမဖြစ်နိုင်တာသူကတောင်းစားတဲ့သူပဲဒီလိုလက်ရာမျိုးဘယ်လိုလုပ်ရှိနိုင်မှာလဲလို့အော်ဟစ်ညင်းဆိုပါတယ်အဖိုးဖြစ်သူကညံအန်ကိုအရန်သဘောကျသွားပြီးမင်းကတကယ်ကိုထူးချွန်တဲ့ကလေးလေးပဲအဖိုးဒီလက်ဆောင်ကိုတကယ်နှစ်သက်တယ်လို့ပြောကသူ့ရဲ့လက်မှာဝတ်ထားတဲ့အလွန်တန်ပိုးကြီးပြီးမျိုးရိုးစင်ဆက်လက်ဆင့်ကမ်းလာတဲ့ကြောက်စိမ့်လက်စွပ်ကြီးကိုချွတ်ပြီးညံအန်ကိုလက်ဆောင်ဖြစ်ပေးလိုက်ပါတယ်ဒီမြင်ကွင်းကစီချီတွက်တော့တိခံနိုင်စရာမရှိတော့ပါဘူးအဖိုးဒီလက်စွပ်ကအဖိုးသမီးကိုနောက်ကျရင်တင်တောင်းလက်ဆောင်ဖြစ်ပေးမယ်လို့ကတိပေးထားတာလေအခုဘာလို့ဒီတောင်းစားတဲ့မိန်းကလေးကိုပေးရတာလဲသမီးအဖိုးကိုအယမ်းမုန်းတယ်လို့ပြောပြီးကလေးတယောက်လိုငွေယိုကာပတ်ဝန်းကျင်ကိုဂယုမဆိုင်ပဲတောင်းကျမ်းပါတော့တယ်